သာဆုံးဒီဇိုင်းအကောင်းဆုံး base quality နဲ့ IDEO Mobile Renan Condo ဘန်ကောက်မြို့လေကောင်မှာရှိပြီးဈေးနှုန်းအသင့်တင်နဲ့ facility ကောင်းကောင်းဒီဇိုင်းလှကွန်ဒိုတစ်ခုကိုရှာနေသူတွေအတွက်အထူးသင့်တော်စေမယ် IDEO Mobile Renan Condo နဲ့မိတ်ဆက်ပေးကြပါမယ်။ IDEO Mobile Renan Condo ကိုအနန္တကတိစောက်ပေးထားတာဖြစ်ပြီးအထက်မြင့် luxury condo အမျိုးအစားဖြစ်ပါတယ်။ IDEO Mobile Renan Condo ကဘယ်နားမှာရှိရလဲ။ IDEO Mobile Renan Condo က Ratchathai Road လမ်းနဲ့ Phrathai လမ်းနှစ်ခုကြား Renan လမ်းမကြီးပေါ်မှာရှိပါတယ်။ဘန်ကောက်မြို့လေကောင်မှာရှိတဲ့အတွက်နာမည်ကြီးနေရာတော်တော်များများနဲ့မနီမဝေးအကွာဝေးမှာပဲရှိပါတယ်။အနားမှာရောဘယ် BTS station တွေရှိလဲ။ BTS Victory Monument နဲ့900မီတာသာကွာဝေးပြီး10မိနစ်ခန့်လမ်းလျှောက်သွားလို့ရပါတယ်။ဆောက်လက်စာ MRT Renan Orange Line နဲ့လည်းညီတာကြောင့်တွားရေးလာရေးအတွက်အဆင်ပြေစေမှာပဲဖြစ်ပါတယ်။ကိုနိုနီတစ်ဝိုက်မှာရောဘာတွေရှိသေးလဲ။မာလူမျိုးတွေအကြိုက်ဖြစ်တဲ့ပတူနန်စေ Central World, CN Paragon, Game Power Complex, Century Mall, Phrathai Hospital, Ramati Body Hospital အစရှိတဲ့နေရာတွေနဲ့လည်းမနီးမဝေးနေရာမှာရှိပါတယ်။ဒီဇိုင်းနဲ့ဖွဲ့စည်းတည်ဆောက်ပုံကရောဒီဇိုင်းကိုပြောပါဆိုရင် luxury ဖြစ်တဲ့ခင်မီတဲ့ဆိုတဲ့ဘက်ကိုတွားထားတဲ့အတွက်ကြောင့်လူကြီးရောလူငယ်ရောသဘောကျစေမှာပါ။ Smart Solar Fresh Air System ပါဝင်တဲ့အတွက်အခန်းထဲမှာလေဝင်လေထွက်ကောင်းတာမျိုးစီလင်မြင့်တဲ့အတွက်ကြောင့်အလင်းရောင်ကောင်းရပြီးအခန်းကျယ်ရလို့ခံစားရတာမျိုးမျိုးလေကောင်မှာရှိတာဆိုပေမဲ့အခန်းတွင်းအတန်လုံတဲ့အတွက်ကြောင့်စူညံမှုမရှိတာမျိုးအစရှိတဲ့အားသာချက်တွေရှိပါတယ်။ Facility တွေကိုစုံစုံလင်လင်ပါရဲ့လား။ Facility တွေထဲမှာသဘောကျစရာအကောင်းဆုံးကတော့360 degree Sky Pool ရေကူးကန်ပါပဲ။တခြား facility တွေအနေနဲ့ Sky Lounge, Sky Library, Airspace Fitness Gym အစရှိတဲ့အမိုက်စား Sky Facility တွေအပြင်အခြား facility များစွာလည်းပါဝင်ပါတယ်။အခန်းကျယ်ဝန်းနဲ့ရရှိနိုင်တဲ့အခန်းမျိုးစားတွေလည်းပြပေးပါအောင်။အခန်းအမျိုးအစား3မျိုးရှိပါတယ်။ One bedroom new series မှာဆိုရင် 27.9 square meter, one bedroom cozy က 34.95 square meter နဲ့ two bedroom က 57.7 square meter ရှိပါတယ်။ဒီနေ့ချုပ်အနေနဲ့ပြောရမယ်ဆိုရင် IDEO Mobile Renan Condo က location နေရာကောင်းတဲ့ fully furnished ဖြစ်တဲ့ city life ကိုသဘောကျတဲ့သူတွေအတွက်အထူးအဆင်ပြေတယ်။အယောင်အငှားတွက်တဲ့နေရာမှာရှိတယ်။ဒီလိုအချက်တွေကြောင့် IDEO Mobile Renan Condo ကဘတ်6တန်းဝန်းကျင်လောက်မှာရွေးချယ်ဖို့အကောင်းဆုံး condo တွေကတစ်ခုပဲဖြစ်ပါတယ်။ IDEO Mobile Renan Condo အကြောင်းကိုစိတ်ဝင်စားလို့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့အခုပဲ Sky InnoHub ကိုဆက်သွယ်နိုင်ပါတယ်။ဖုန်းနံပါတ်+66 956 504137